မင်္ဂလေးဟာဂျယ်လီအတုံးလေးတစ်တုံးကိုစားလိုက်ပြီးတဲ့နောက်မှာတော့ရုတ်တရက်ဆိုသလိုသူမရဲ့ခေါင်းပေါ်ကနေဂျယ်လီတွေထွက်ပေါ်လာပါတော့တယ်။ပါးပြင်တွေဟာလည်းတိတိတသာဖောင်းကားလာပြီးလက်ချောင်းလေးတွေကအစပူဖောင်းတစ်ခုလိုမျိုးပွားတက်လာခဲ့တာပါ။စက္ကန့်ပိုင်းအတွင်းမှာတင်သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာထိမ့်မနိုင်သိမ့်မရကြီးထွားလာခဲ့ပါတယ်။ခြေထောက်တွေကပိုလေးလံပြီးကြီးမားလာတာကြောင့်သူမဟာဒူးထောက်ကျသွားခဲ့ရတာပေါ့။မိနစ်ပိုင်းအတွင်းမှာပဲသူမဟာအရန်ကြီးထွားလာပြီးခေါင်းကမျက်နှာချက်နဲ့သွားတိုက်မိတဲ့အထိဖြစ်သွားသလိုကိုယ်အလေးချိန်ဟာလည်းပေါင်1000ကျော်အထိတက်သွားတာကြောင့်ဆီယာမဖြစ်သူဟာမြင့်တက်သွားရပါတယ်။ဒါပေမဲ့အခြေအနေတွေကဒီထက်ပိုဆိုးလာခဲ့ပါတယ်။သူမရဲ့ခန္ဓာကိုယ်ဟာဆက်လက်ကြီးထွားလာရင်ပတ်ဝန်းကျင်ကចောင်းသားတွေကိုပါအီယာမပူဖောင်းကြီးလိုမျိုးဝါမျိုးလာပါတော့တယ်။ဆီယာမဖြစ်သူဟာတခြားရွေးချယ်စရာမရှိတော့မှန်းသိလိုက်တာကြောင့်သူမရဲ့ဂျယ်လီဓာတ်ကိုထုတ်ယူပြီးမင်္ဂလိရဲ့ဖောင်းကားနေတဲ့ဘိုက်ကိုချင်းရွေးကထိုးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမင်္ဂလိဟာပုတ်ကွေးသွားပြီးတခန်းလုံးမှာနှလုံးပုံစံဂျယ်လီလေးတွေတန်းနေချီပြီးပြန့်နှံ့သွားပါတော့တယ်။တကယ်တော့အဲ့ဒီမင်္ဂလိဟာလူသားစစ်စစ်မဟုတ်ပဲမိစ္ဆာဝိညာဉ်တစ်ခုဖြစ်နေလို့ပါ။ဆီယာမဖြစ်သူဟာအခန်းထဲမှာလိုက်လံရှာဖွေကြည့်တဲ့အခါမှာတော့မှုံဝင်စက်ကူတစ်ရွက်ကိုတွေ့လိုက်ရပါတယ်။တစုံတစ်ယောက်ကဒီအထက်ကိုကျင်းစားတိုက်ထားတာပါ။ဆီယာမဟာအချိန်မဆွေးပေးမိချစ်ချစ်လိုက်ပြီးကျင်းစားပြေသွားအောင်အဲ့ဒီစက်ကူကိုမီးရှို့ဖျက်ဆီးလိုက်ပါတော့တယ်